မင်္ဂလာပါ Maro Motive မှာကြိုဆိုပါရစေကားဆက်မလို့ခင်မှာစီလီဝိုင်းစစ်ဖို့လိုအပ်ပါတယ်ဒီပြန်ဘူးထဲမှာကူလန့်နေနေလားစစ်ပြရပါမယ်အင်ဂျင်ဝိုင်းရောနေလားစစ်ပြရပါမယ် Rotary engine ကအခုချိန်ကိုအရန်ထိခိုက်လွယ်ပါတယ်ဆိုလိုချင်တာဆက်နိုးနိုးချင်းတမ်းမထွက်ပါနဲ့ဒါကတော့ကျွန်တော်တို့ Rotary engine မှာမဟုတ်ပါဘူးတခြား engine တွေမှာလည်းဆက်နိုးပြီးတမ်းထွက်တာတော့မကောင်းပါဘူးအနည်းဆုံးကျွန်တော်တို့ RPM 1000အောက်ခဏလေးစောင့်ပြီးမှလာထွက်တာကတော့ engine သက်တမ်းပိုရှိပါတယ်ဒါကတော့ Rotary ရဲ့လိုအပ်ချက်ပါကျွန်တော်တို့စီဖြည့်တဲ့ချိန်တိုင်းမှာ 2D ကိုနည်းနည်းစီရောပေးရပါမယ် Rotary engine ထဲမှာရှိတဲ့ Apex series ကချုံးမွေပြီးတော့engine သက်တမ်းကိုတိတိတတ်တာရှေ့စီမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အားစိတ်စီးနေတဲ့လူတိုင်းပါပဲ။ engine ပူလာပြီဆိုလို့ရှိရင်ကျွန်တော်တစ်နေ့ကိုတစ်ကြိမ်လောက် RPM မြင့်မြင့်လေးဟင်းပေးရပါတယ်။ဒါမှလာကျွန်တော် engine ထဲမှာရှိရဲ့ကတ်နေတဲ့ကာဗွန်တွေလွင့်စင်တော့မှဖြစ်ပါတယ်။တချို့တွေ့ပူပါလိမ့်မယ်။ကားရက်တဲ့အချိန်မှာကျွန်တော်တို့ lever လေးနင်းပြီးတော့မှဆက်သက်ကြတာပါ။မလုတ်တဲ့ရှောင်ရံချက်များကိုကျွန်တော်ပြပြပါမယ်။ engine မပူရခင်မှာဆက်ပြန်မတက်ပါနဲ့ကျွန်တော် engine က float ဖြစ်ပြီးတော့ပြန်နှုတ်ရခတ်တတ်ပါတယ်ကားကိုခဏတစ်ဖြုတ်နေရာရွှေ့မယ်ဆိုလို့ရှိရင် engine ပူချိန်နည်းနည်းတက်အောင်ဆောင်းပါပြီးမှလာရွှေ့ပါ engine wine ကလည်းတဘာဝတိုင်းနည်းနည်းစီလောင်ကျွမ်းပေးရတာဆိုတော့ engine wine ပုံမှန်စစ်ဖို့ဘယ်တော့မှမမေ့ပါနဲ့ engine wine ရောနေတာကိုမသိပဲမောင်းလို့ရှိရင်ကျွန်တော်တို့ rotary engine ကအန်ဒီရဲ့ရှိပါတယ်တာမန်တက်ပို့ပြီးတော့ရေတိုင်ကြီးကဟီပိုတက်လာတယ်ဆိုလို့ရှိရင်တတိထားတင်ပါတယ်ဒီချက်လေးတွေကိုလိုက်နာပြီးရုံနဲ့တင်ရင်အားစိတ်ကတခြားလူတွေပြောလို့ကြောက်စရာမဟုတ်တော့ပါဘူးစိတ်ချရဆုံးနဲ့အမိုက်ဆုံးကျွန်တော် GDN ကားကြီးဖြစ်လာမှာပါစနစ်တကျမောင်းနှင်ခြင်းကမိတ်ဆွေကားရဲ့တန်ဖိုးကိုလည်းဒိန်ဒိန်ရရောက်ပါတယ်ကျွန်တော် Maro Motive ပါနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်